အပြင်နေပူကျဲကျဲတဲကပြန်လာပြီးအိုက်လွန်းလို့ဆိုပြီးရေခဲရေအေးအေးလေးကိုတစ်ချိုက်ထဲမောတောက်တတ်တဲ့အကျင့်တင့်မှာရှိနေလားခဏတာရင်အေးသွားပေမဲ့ဒီအကျင့်ကတင့်ရဲ့အသက်အန္တရာယ်ကိုပါချင်းချောက်နိုင်နေဆိုတာသိထားဖို့လိုပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ပူပြင်းတဲ့ຫນွေရာသီမှာလူအများစုအမှတ်တမဲ့လုံးမိနေတဲ့ရေတောင်ကြီးအလွဲတွေနဲ့သူ့ရဲ့ဆိုးကျိုးတွေကိုပြောပြပေးသွားမှာပါပထမဆုံးနဲ့အန်တရဲ့အရှိဆုံးကတော့နှလုံးခုန်လုံးရုတ်တရက်ကျဆင်းသွားတာပါနေပူတဲကပြန်လာချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အပူချိန်ကအယမ်းမြင့်တက်နေပါတယ်အဲ့ဒီချိန်မှာရေခဲရေအေးအေးကိုရုတ်တရက်မော့တောက်လိုက်တဲ့အခါလေဘဲမှာရှိတဲ့ vagus nerve လို့ခေါ်တဲ့အရေးကြီးအာယုံကြောကြီးကိုတွားပြီးလှုံ့ဆော်လိုက်တယ်လို့ဖြစ်သွားပါတယ်အဲ့ဒီအာယုံကြောကနှလုံးခုန်လုံးကိုထိန်းချုပ်ပေးတာဖြစ်လို့ရေအေးနဲ့ထိလိုက်တာနဲ့နှလုံးခုန်လုံးရုတ်တရက်ကျဆင်းသွားပြီးခေါင်းမူးတာတတိလစ်တာတွေဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတော့အပူရှက်ခြင်းကိုပိုဆိုးစေတာပါခန္ဓာကိုယ်ကပူနေချိန်မှာရေအေးတောက်လိုက်ရင်သွေးကြောတွေရုတ်တရက်ကျုံသွားပါတယ်အဲ့ဒီအခါခန္ဓာကိုယ်တွင်းကအပူတွေအပြင်ကိုမထွက်နိုင်တော့ပဲအတွင်းမှာပဲပိတ်မိနေတဲ့အတွက်အပူရှက်တာ heat stroke အလွယ်တကူဖြစ်စေပါတယ်တတိယချက်ကတော့လေချောင်းလာတာနဲ့အစာအိမ်ကြွက်သားတွေကျုံတာပါပူနေတဲ့အစာအိမ်တဲကိုရေခဲရေရောက်သွားတဲ့အခါအစာအိမ်ကြွက်သားတွေရုတ်တရက်ကျုံသွားပြီးပြင်းပြင်းထန်ထန်ပိုက်အောင်တာအစာမကြေတာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်အပြင်ကပြန်လာရင်ချက်ချင်းရေမတောက်ပဲအရိတ်ထဲမှာ9မိနစ်လောက်ခဏထိုင်နာပါချွေးတိတ်သွားပြီဆိုမှရိုးရိုးရေတန့်ဒါမှမဟုတ်အနှဲငယ်သာအေးတဲ့ရေကိုတကြိုက်ချင်းစီဖြည်းဖြည်းချင်းတောက်ပေးတာကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်တင်ကောနေပူတွေကပြန်လာရင်ဘလူရေမျိုးတောက်လိရှိတယ်ဆိုတာကို comment မှာပြောပြခဲ့ပါဦးဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နှိပ်ပြီးတငယ်ချင်းတွေကိုပါမျှဝေပေးလိုက်ပါနောက်ထပ်ကျမ်းမာရေးဖူးတူတာတွေအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Tips for Health Channel ကို subscribe လုပ်ဖို့မမိနဲ့နော်